နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့ညီလူသမားဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့ဟာမန္တလေးမြင်ကလင်လှုပ်ခတ်မှုဖြစ်စဉ်တွေကြောင့်ငရင်ဘေးသင့်ခဲ့တဲ့ပြည်တော်စုနယ်မြေနေပြည်တော်ပေါဝင်တိုင်းဒေသကြီးပြည်နယ်6ခုမှရှိတဲ့အာမခံထားရှိသူများအားတဘာဝဘီးရဲ့ကြားရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권 40%နဲ့အာမခံလုပ်သားများရဲ့သားသမီးများအတွက်ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းတို့ကိုonline payment စနစ်ဖြင့်အာမခံလုပ်သားမိသားစုများတို့ပေးအပ်နိုင်ရင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒီကနေ့မွန်လပိုင်းကဆိုပါဝန်ကြီးဌာနယာယီစည်းဝေးခန်းမမှာကျင်းပရမှာလုံသမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေတက်ရောက်အဖွဲ့မှစကားပြောကြားရမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့ညီလူမှုဖူလုံရေးအဖွဲ့အနေနဲ့အာမခံအလုပ်သမားများရဲ့အကျိုးကိုရှေ့ရှုပြီးမန္တလေးမြင်ငရင်လှုပ်ခတ်မှုဖြစ်စဉ်တွေကြောင့်ငရင်ဘေးသင့်ခဲ့တဲ့ပြည်တော်စုနယ်မြေနေပြည်တော်ပါဝင်တိုင်းဒေသကြီးပြည်နယ်6ခုမှရှိတဲ့အာမခံထားရှိသူများအားတဘာဝဘီးရဲ့ကြားရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권 40%ပေးအပ်နိုင်ရေးနဲ့အာမခံအလုပ်သမားများရဲ့မူလာနဲ့အလဲတဲ့အထက်တန်းတက္ကသိုလ်ကောလိပ်တို့မှာအချိန်ပြည့်ပညာသင်ကြားနေတဲ့သားသမီးများအတွက်ပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권များပေးအပ်နိုင်ရေးတို့အတွက်အမိန့်ကြော်ညာစာများထုတ်ပြန်ခြင်းနဲ့စံပြုလုပ်ငန်းစဉ် SOP များကိုနိုင်ငံပိုင်သတင်းစာတွေမှာကြေညာထားခြင်းတို့ကိုဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါကြောင်းတဘာဝဘီးနဲ့ကြားရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권 40%ထောက်ပံ့권နဲ့ပညာသင်စရိတ်ထောက်ပံ့권များအားထုတ်ပေးရမှာ online payment စနစ်ဖြစ်တဲ့ KBZ Pay, AR Pay, Waypay, UAB Pay, MyDayအစရှိတာတို့ဖြင့်ပေးအပ်နိုင်ရေးဆောင်ရွက်လိုပါကြောင်းလူမှုဖူလုံရေးအဖွဲ့ရဲ့ရန်ပုံငွေများနဲ့လက်တလောအသုံးပြုရန်မလိုအပ်သေးတဲ့ပိုးရှမ်းငွေတွေကိုမြန်မာစီးပွားရေးဘဏ်မှစည်ရင်းအနှံစုဆောင်းထားရှိတာကြောင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ online payment စနစ်နဲ့ညီမြန်မာစီးပွားရေးဘဏ်များမှတစဉ်ပုဂ္ဂလိကဘဏ်များကိုလွှဲပြောင်းပေးပြီးအာမခံလုပ်သားများလက်ဝယ်သို့စနစ်တကျလွယ်ကူမှန်ကန်မြန်ဆန်စွာရောက်ရှိစေရေးဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း online ဖြင့်တက်ရောက်လာကြတဲ့လူမှုဖူလုံရေးအဖွဲ့တိုင်းဒေသကြီးပြည်နယ်တာဝန်ခံအရာရှိများမှလည်းစည်ရင်းချက်လက်များကောက်ယူရမှာကြုံတွေ့နေရတဲ့ခက်ခဲများအားတင်ပြပေးစေလိုပါကြောင်းပြောကြားပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးနဲ့အစည်းအဝေးသို့တက်ရောက်လာကြတဲ့ကိုယ်စားလှယ်များမှအစီအစဉ်တိုင်းဆွေးနွေးတင်ပြခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။